ကျွန်တော်တို့ယူရမင်္ဂလာချန်ဤမိတ်ဆွေများအားလုံးမင်္ဂလာပါဆရာကြီးဟင်တင်စောဤညွှန်ကြားချက်တာဝန်ပေးချက်များအရာအင်္ဂါသားသမီးများရဲ့ကံကြမ္မာကိုတဲတော်9ချက်ချပြီးတော့ကံကြမ္မာအဆိုးကောင်းများကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အင်္ဂါသားသမီးများအတွက်ကံကြမ္မာကိုစတင်ပြီးတော့ဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးများအနေနဲ့ဒီကာလမှာအိမ်တွင်းရေးတွေအိမ်အောင်ရေးတွေအလုပ်အကိုင်တွေအကြီးအကဲတွေအိုးအိမ်နေရာထိုင်ခင်းတွေနဲ့ပတ်သက်ပြီးတော့ကံကြမ္မာမှာဆိုလို့ရှိရင်တော့ခြေခွက်နှစ်ခွက်ဆိုတဲ့ကံကြမ္မာကိုကြားရောက်ပါတယ်အတောင်မှန်ပါတဲ့နတ်သားတစ်ပါးကမိမိရဲ့လက်ထဲမှာခြေခွက်နှစ်ခွက်ကိုကင်ထားတယ်တစ်ခွက်ထဲကရေကိုတစ်ခွက်ထဲကိုလောင်းထည့်နေတဲ့နာမည်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့တဲ့ဒီကာလမှာတဲ့အင်္ဂါသားသမီးများအတွက်အိမ်တွင်းရေးနဲ့ပတ်သက်လို့ရှိရင်အင်မတန်မှကိုအေးချမ်းပါတယ်အိမ်တော်ရေးနဲ့ပတ်သက်လို့ရှိရင်တာယာဖြောင်ပြူတယ်ဖခင်နဲ့ပတ်သက်လို့ရှိရင်လည်းဖခင်ရဲ့ကျမ်းမာရေးလူမှုရေးတွေအင်မတန်မှကိုကောင်းမွန်တဲ့နာမည်ပဲဖြစ်ပါတယ်အကြီးကဲနဲ့ပတ်သက်လို့ရှိရင်အကြီးကဲတွေရဲ့နေရာပေးမှုအကြီးကဲတွေရဲ့ကျင့်နာမှုကိုကြုံတွေ့ရတတ်တယ်မိမိတို့ရဲ့အိုးအိမ်နေရာထိုင်ခင်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းအိမ်ပြောင်းအိမ်ရွှေ့တွေမှာဆိုလို့ရှိရင်လည်းအင်မတန်မှကိုကောင်းမွန်တဲ့နာမည်ကလေးဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဆွေမျိုးသားချင်းခရီးကိစ္စတွေအောင်မြင်မှုတွေဇနီးမယားတွေရဲ့ကံကြမ္မာမှာဆိုလို့ရှိရင်တော့ဒီကာလမှာဧကရီဆိုတဲ့နာမည်ကိုကြားပါတယ်ဘယင်းတစ်ပါးကထိုင်ကုန်ပေါ်မှာထိုင်နေတယ်ရှင်သေးကောင်းပါတယ်ထိုင်ကုန်ပေါ်မှာထိုင်နေတာဒီဘယင်းကဆိုလို့ရှိရင်တော့အင်မတန်မှကိုမျက်နှာကြီးကလည်းတင်းတောင်နေတာပဲဒါကြောင့်မလို့ဒီကာလမှာဆိုလို့ရှိရင်တော့နေရာကိုအင်မတန်မှကိုရအောင်ယူထားတာပေါ့နော်အနိုင်ကျင့်ပြီးယူထားတဲ့နာမည်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့ရှိရင်တော့ခဏခဏမကြာခဏဆိုလို့စကားတွေအငင်းပွားနေရတတ်တယ်ခကြီးကိစ္စတွေမှာဆိုလို့ရှိရင်လည်းမိမိကပွားမယ်လို့ရီမှတ်ထားလိုက်ကြမှာမသွားပြဖက်နဲ့တေးလွဲလေးတွေလွဲသွားတတ်တယ်အောင်မြင်မှုတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲအလောက်ကိုင်းနေမိမိတို့ရဲ့စူးစမ်းနေရတယ်ရလက်တွေနဲ့ပတ်သက်လို့ရှိရင်အများကြီးလွှဲချမှုတွေကြုံရတဲ့ကာလပဲဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီကာလမှာလူမှုရေးတွေသားသမီးရေးတွေတငယ်ချင်းတွေနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်တော့ဒီကာလမှာချစ်သူနှစ်ဦးဆိုတဲ့နမိတ်ကိုကြားပါတယ်အတောင်မှန်ပါတဲ့နတ်သားတစ်ပါးကလက်နှစ်ဖက်ကိုဆန်တန်းပြီးတော့ကောင်းခြင်းမင်္ဂလာများကိုဖြန့်ဝေပေးနေတဲ့နမိတ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာဆိုလို့ရှိရင်တော့မိမိရဲ့လူမှုရေးတွေသားသမီးရေးတွေအင်မတန်မှကိုကောင်းမွန်တဲ့နမိတ်ပဲဖြစ်ပါတယ်လူမှုရေးနဲ့ပတ်သက်လို့ရှိရင်မိမိတို့ရဲ့တငယ်ချင်းအပေါင်းဖော်တွေမိမိတို့ရဲ့လောက်ကိုင်းနေပူးတွဲလုပ်နေတဲ့လူတွေကနေပြီးကိုမိမိတို့ကိုအလောက်ကိုင်းနေလည်းအများကြီးပေးတတ်တယ်မိမိတို့ရဲ့သူတို့ရှီယာနေနေပြီးတော့စကားကောင်းလေးတွေသတင်းစကားကောင်းလေးတွေအမြဲတမ်းကြားနေရတဲ့ကာလပဲဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီကာလမှာတငယ်ချင်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲပူးရဲလောက်ကိုင်းမှုတွေအင်မတန်မှကိုကောင်းမွန်တဲ့နာမည်ပဲဖြစ်ပါတယ်ငွေကြေးတွေမိခင်ကျမ်းမာရေးတဲ့အခြေရေးကံတာတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲအင်မတန်မှကိုကံကောင်းတဲ့နာမည်စွမ်းအားရှင်လို့ကြားပါတယ်စွမ်းအားရှင်ဆိုတာကတဲ့ဒီမှာအမျိုးသမီးတို့ကရှင်သေးရဲ့ပတ်သက်ကိုချုပ်ကင်ထားတာပေါ့ရှင်သေးကိုလှုပ်လိုက်လို့ရှိရင်လည်းသူကရှင်သေးကသူ့ကိုပြန်ကြိုက်မှာမလို့ဘူးဆိုလို့ချင်းဒီမျိုးသမီးကလက်တွေညောင်းတာပေါ့ဒါကြောင့်မလို့တဲ့မိမိရဲ့ကျမ်းမာရေးတဲ့မိခင်ရဲ့ကျမ်းမာရေးပေါ့နော်မိခင်ရဲ့ကျမ်းမာရေးကနည်းနည်းလေးစိုးရတဲ့အခြေအနေကိုရောက်နေတတ်ပါတယ်ကျမ်းမာရေးခဏခဏဖြစ်တတ်တယ်ဆေးရုံတွေပါတယ်မကြာခဏရောက်တတ်ပါတယ်အလူတန်းနေတဲ့မိမိလှူခြင်းတဲ့ရက်ကိုတတ်မှတ်ထားပြင်မဲ့အနားရောက်မှာကတ်လျှော်ပြီးတော့အဆင်မပြေဖြစ်တတ်ပါတယ်မိမိရဲ့ငွေကြေးတွေနဲ့ပတ်သက်လို့ရှိရင်လည်းငွေရင်းနှီးမြှုပ်နှံမှုတွေဒီကာလမှာမလုပ်တင်သေးတဲ့ကာလပဲဖြစ်ပါတယ်အကျွေးကိစ္စတွေနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းပဲဒီကာလမှာအကျွေးတွေကိုစားကိုယ်တိုင်ကနေပြီးတော့တာဝန်ယူပြီးတော့ငွေရှိပေးတာတွေတာဝန်ခံပြီးတော့ငွေရှိပေးတာတွေမလုပ်တင်သေးတဲ့ကာလပဲဖြစ်ပါတယ်မိမိရဲ့ခေါင်းပေါ်ကိုပုံကျတတ်တဲ့ကာလပေါ့နော်ဒီအကျွေးနဲ့ပတ်သက်လို့ရှိရင်အင်္ဂါသားသမီးများတဲ့ကကြမ္မာတဲ့ပညာရေးတွေတဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာဆိုလို့ရှိရင်တော့ဖုန်းကြီးဆိုတဲ့နာမည်ကိုကြားပါတယ်ဖုန်းကြီးတစ်ပါးကတဲ့သူ့ရဲ့အောက်မှာဆရာတော်နှစ်ပါးကိုဩဝါဒရွှေနေတာပေါ့ကောင်းသောစကားတွေကောင်းသောအကြောင်းတွေပြောနေတဲ့ကာလဒါကြောင့်မလို့ဒီကာလမှာတဲ့အင်္ဂါသားသမီးများအတွက်ပညာရေးဟာတဲ့မိမိကိုယ်တိုင်တော်၎င်းမိမိရဲ့သားသမီးတွေနဲ့ပတ်သက်လို့ပဲ၎င်းဒီကာလမှာလို့ချင်းစကင်းစကားကောင်းတွေကြားတတ်တယ်အင်တာဗျူးတွေကိစ္စတွေဖြေသွားတာမျိုးတွေအောင်မြင်သွားတာမျိုးတွေကြုံရတတ်တယ်ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းမထိမဖက်နဲ့အောင်မြင်တာပေါ့မိမိကိုယ်တိုင်ကစိတ်ဓာတ်တွေကြာနေတယ်ဒီပညာရေးကြီးကအင်မတန်မှကိုစိုးရတယ်လို့ထင်ခဲ့တော်လဲပဲမထိမဖက်ထပြီးတော့ပညာရေးမှာကန်ထုသွားတာမျိုးတွေကြုံရတတ်ပါတယ်ဆရာသမားတွေမိတ်ဆွေတွေဘာသာရေးဒိဋ္ဌာန်တွေအမှုနှစ်တဲ့ကိစ္စတွေပတ်သက်လို့ရှိရင်လည်းပဲဒီကာလမှာနေသူရင်ဆိုတဲ့နာမည်ကိုကြားပါတယ်နေဆိုတာကထုံနေခြင်းတွေတောက်ပခြင်းတွေကိုကိုစားပြုတဲ့နာမည်သူ့ရဲ့နေမေးအောင်မှာပါနေသူရင်ဆိုတဲ့သားတော်လေးတစ်ပါးကမြင်းဖြူကြီးတစ်ကောင်ကိုစီးနှင်းပြီးတော့ကျော်ရွှေမျိုးလူသားနဲ့ခုံပေါက်ဆော်ကစားနေတဲ့နာမည်ပဲဖြစ်ပါတယ်ဆရာသမားတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲဆရာသမားတွေကကိုယ့်ကိုချစ်ချင်းမြတ်တာတွေပေးရတတ်တယ်
ဆရာသမားကောင်းတွေနဲ့ကြုံတွေ့ရတဲ့မိတ်ဆွေကောင်းတွေနဲ့ကြုံတွေ့ရတဲ့ဘာသာရေးကိုများများလုပ်လေပို့ပြီးတော့ကောင်းနေပါပဲအဋ္ဌာန်တွေများများဝင်အမွေကိစ္စတွေမှာပတ်သက်လို့ရှိရင်လည်းပဲတဲ့အမွေကိစ္စတွေကိုဖြစ်ချင်တယ်လို့ကိုလိုချင်လို့လေအမွေကိစ္စတွေမှာအမြန်ဆုံးပြည်လဲသွားတဲ့နာမည်ပဲဖြစ်ပါတယ်အောက်လက်ငယ်သားတွေစကားပြောတဲ့ကိစ္စတွေမှာလက်မှတ်ရေးထိုးတဲ့ကိစ္စတွေမှာအင်မတန်မှကိုကံကောင်းတဲ့ရှင်ပြန်ထားမြောက်ဆိုတဲ့နာမည်ကိုကြပါတယ်ရှင်ပြန်ထားမြောက်ဆိုတာတမန်တော်တဦးကတန်ဖိုခရာကြီးကိုမှုတ်လိုက်တာပေါ့ဒီမှုတ်လိုက်တဲ့အချိန်မှာအခေါင်းထဲကလူတွေကနေပြီးတော့တေဝါတဲ့လူတွေပေါ့ပြန်လဲရှင်လာပြီးတော့ပျော်ပါမျိုးလူနေကြတာဒါတွေကမိမိကလက်အောင်ငယ်သားတွေအပေါ်မှာလက်အောင်ငယ်သားတွေကိုယ့်ရဲ့အလုပ်ကိုမလုပ်ချင်တော့ဘူးဒီလုပ်ကနေနှုတ်ထက်မယ်လို့ပြောထားတဲ့လူတွေကပြန်လဲပြီးတော့ဝင်ရောက်လာပြီးတော့သူတို့ရဲ့ပတ်သက်လို့ရှိရင်ဒီအလုပ်တွေရဲ့အင်မတန်မှကိုအောင်မြင်သွားတယ်လက်မှတ်ရေးထိုးတဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းမိမိနဲ့အဆင်မပြေတော့ဘူးလို့ထင်ထားတယ်လက်မှတ်ကိစ္စတွေရေးမထိုးရသေးတဲ့လက်မှတ်ကိစ္စတွေဒီလိုမျိုးကိစ္စတွေမှာဆိုလို့ရှိရင်လည်းမထင်မဲ့ဖက်နဲ့ထားပြီးတော့အဆင်ပြေသွားတာမျိုးတွေကြုံရတတ်ပါတယ်ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့ရှိရင်လည်းအင်မတန်မှကိုကောင်းတဲ့နာမည်ပဲဖြစ်ပါတယ်ဒါကတော့အင်္ဂါသားသမီးများအတွက်တစ်ပတ်တာကာလမှာကြုံတွေ့ရမယ့်ကံကြမ္မာအဆိုးကောင်းများကိုတဲတော့9ချက်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးသွားတာပဲဖြစ်ပါတယ်တနင်္ဂနွေအနိုင်ဖြစ်တယ်ပါညီမလေး